Hello, alo mem glava. Dini maro Jimmy Passawa me wa you know Jimmy Passawa Cheney ပြောပြပေးမယ် Jimmy Passawa Cheney နဲ့ Jimmy Wikaba မေးထည့်နီကိုလုပ်ပေးမယ် Wikaba မေးထည့်နီဆိုတာက Wikaba မေးထည့်ရဲဆိုတာကနော်ကို Jimmy တခြားတစ်ယောက်ကခိုးရတာပဲဖြစ်ဖြစ်ခုနေယူရတာပဲဖြစ်ဖြစ်နော်ကိုက Passawa မနေ Passawa မရှိတယ်နော်အဲ့ Wikaba မေးရှိတယ်နဲ့အဲ့ Jimmy Passawa ကိုအလွယ်ကူယူနိုင်တယ်အဲ့ Jimmy ကောက်ကိုအလွယ်ကူယူနိုင်တယ်နော် Jimmy Wikaba မေးဆိုတာကနော်ကိုရှိမှာကိုပိုင် Jimmy ရှိုံနဲ့အဲ့တခြားရဲ့ Jimmy ကောက်ကို Wika အဲ့ကိုရဲ့ကိုပိုင် Jimmy ကောက်ကိုတွတ်ထည့်ထားလို့ရတယ်နော်အဲ့ဒါဆိုအဲ့တခြားဘက်ကအကောက်ကိုဘယ်နေရာပဲရောက်ပဲခုနေဖြစ်ဘေးလူကမဖြတ်တည်းအဲ့တို့အဲ့ Wika တို့ကိုထည့်ထားတဲ့ Wika ပါမေးကိုမဖြတ်တည်းကိုရဲ့အချိန်ပြည့်ယူလို့ရအောင်နော်တိုက်တဲ့ချိန်ယူလို့ရအောင်နော်ကဲအခုအဲ့နှစ်မျိုးတော့ပြောပြမယ် Jimmy Passawa ပြောင်းနေတဲ့ Jimmy Wika ပါမေးထည့်ပြီးလို့ပြောပြမယ်နော်โอเคအဲ့ဒါ Jimmy ရဲ့ချက်ထောင်းမယ်နော်โอเค Jimmy ရဲ့ရောက်သွားဒီဟိုမှာအကောက်ပုံစံနဲ့ဟာကိုတစ်ချက်နေတယ်နော်ဒီအဲ့တော့တစ်ချက်ဝင်နော်ဒီအဲ့ချက်ရောက်ပြီဆိုတာနဲ့အဲ့ချက်ရောက်သွားရှင်တော့ဒီ Jimmy အကောက်ဆိုတာအဲ့တော့တစ်ချက်ဝင်တယ်နော်โอเคအဲ့ဒါဒီဘက်တောက်နေလို့ဆိုတော့ဒီဘက်တောက်ပြီးရောက်ရှင်တော့ဒီဘက်တစ်ချက်ဝင်တယ်နော်โอเคအဲ့ဒါတစ်ချက်ဝင်လာနော်အော်လေးနေဆိုလာအော်လေးနေဆိုဒီမှာPassawa ဆိုတာရှိတယ်နော်ဒီအဲ့ Passawa ကိုချက်နေနော်ဒီအလားပြီးသွားလို့ရှိရင်ဒီမှာနော်သူကကျွန်တော်ဒါလိုက်ပေါ်နေလို့အလားပြီးသွားလို့ရှိရင်ကဒီမှာသူခုနေနေရပြတယ်နော်ဟုတ်လားလောကမလုပ်ကြဘူးနော်โอเคဒီစီကိုဒီလိုရောက်လာပြီဆိုရင်ဒီကောင်နှိမ့်မယ်နော်ဒီကောင်ကိုအပြင်ကPassawaကိုပြောနော်ကိုအပြင်ကဖုန်းလို့Passawaကိုပြောโอเคအဲ့ဆိုဒီမှာပြောင်းလို့ရတယ်နော်ဒီမှာဒီကောင်နှစ်ခုကိုအပေါ်တူအောက်တူထည့်ပေးရမယ်နော်အပေါ်မှာကိုပြောင်းခြင်းနဲ့နာမည်ကိုနော်ထည့်ပေးရမယ်ဟိုကနန်းလေးနာမည်လေးနဲ့ကနန်းလေးနဲ့ဟိုကနန်းနံပါတ်လေးရောကနန်းလေးရောပေါင်လေးနော်ဒီထည့်ပေးရမယ်ကျွန်တော်ကနေပြီးတော့နော်ဒီကောင်နော်အကောင့်ကိုချက်နေပြီးတော့နော်ကိုထည့်ပေါ်ရဆိုနော်ဒီအလားကွာဒီမှာချင်းPassawaကိုထားခဲ့နေတယ်နော်ဟိုကျွန်တော်က sorry ကျွန်တော်Jimmy ဒီJimmy ကနော်နာမည်တူပါကျွန်တော်တက်ပြန်ထည့်လိုက်နော်ဒီချင်းPassawaကိုနေပြီးတော့ဒီသားဆိုရပါနော်လာပါပြီဒီကောင်ဆိုဒါJimmy Passawa ချင်းခေါ်ရနော်ဒီမှာအပေါ်မှာသူJimmy Passawa ချင်းသွားတဲ့အကြောင်းပြောရနော်ကဲအလားပြင် Wikaba မေးဆိုတာက Wikaba မေးဆိုတာဘယ်လိုလဲဆိုWikaba မေးရ Wikaba ဖုန်းနဲ့ထည့်လို့ရအဲ့လိုမျိုးထည့်ထားလို့ရှိရင်ကဘယ်လိုပြောရမလဲဆိုကိုကောက်ကိုပို့ပြီးစိတ်ချရတယ်နော်အဲ့လိုမျိုးနော်ပို့ပြီးတော့စိတ်ချရတာပေါ့နော်ဒီမှာတော့Wikaba ဖုန်း Wikaba မျိုးထည့်ခိုင်းတယ်နော်Wikaba ဖုန်းနဲ့ပြောဒီကောင်လေးကျတော့2 step တွေခံတာတော့တကယ်နောက်ချက်မှာပြောရမယ်ဟိုက2မျိုးပဲဆို2မျိုးပဲအရင်လုပ်ပြလိုက်ရနော်โอเคဒီမှာအရင်Wikaba မေးWikaba ဖုန်းနဲ့ကိုရှိမှာဖုန်းနံပါတ်ချင်းWikaba ဖုန်းနဲ့ထည့်လို့ရတယ်နော်နှစ်ခုလုံးလုပ်လို့ရတယ်ဘာမှမဖြစ်ဘူးနှစ်ခုလုံးတော့ပို့စိတ်ချတော့ကျွန်တော်Wikaba မေးပဲထည့်လိုက်တော့ဖုန်းနံပါတ်ကမထည့်ကြတော့နော်โอเคအဲ့ဒါကိုထဲမဲ့ဒီကိုထဲမဲ့ကောင်းစဉ်ကိုရိုက်တယ်နော်ကိုရဲ့Jimmyကောင်းစဉ်ကိုရိုက်တယ်ကိုပိုင်Jimmyပေါ့နော်ကိုရိုက်ထည့်လိုက်ပါကျွန်တော်ရိုက်ထည့်လိုက်ဒီမှာတော့အရှင်ဒီမှာသူကကုတ်တောင်းတယ်နော်ကုတ်နော်ကုတ်တောင်းပထမဆုံးကြာလာပြီနော်ကျွန်တော်ကုတ်ခုနေပြလိုက်ဒီမှာတစ်ချက်ကြာလာနော်ဒီမှာကုန်း9နှစ်လေးကုန်း9နှစ်လေးโอเคအရှင်Wikaba မင်းရဲ့ထည့်ပေါ်ရနော်ဒီမှာWikaba မင်းဒီမှာWikaba မင်းရမှာရောက်လာပြီနော်Wikaba မင်းရောက်လာပြီโอเคအဲ့ဒီJimmy ရမှာတခြားကိုPassawa မသိရအောင်မဟိုနေဖြစ်လို့ရတယ်နော်
ကဲအားလုံးအဆင်ပြေကြပါစေ